ပွားတဲ့ထောင်တန်းနဲ့ All Star ဘောင်ယူနေပြောပြမယ်။မင်းတို့ကိုဂျင်းမတဲ့ဘူး။ဟိုအောင်ဝင်ကြည့်တရားဝင်ကြည့်လည်းမခံဘူး။ဘာမှလည်းမရေးခံဘူး။ဟာ။တစ်ခါလေးကြည့်သွားလိုက်။ဂိမ်းရဲ့ event နဲ့ဝင်လိုက်။ online page new ထဲမှာကွာ။ငါနှိပ်လိုက်တာပေါ်လေးလာလိုက်မယ်။ Wincraft and Diamond နဲ့အဲ့တော့နှိပ်လိုက် website တွေရောက်သွားမယ်။ website တွေရောက်သွားရင်မင်းတို့အောက်နည်းနည်းဆွဲလိုက်ကွာ။လောရန်တော့ auto ဝင်သွားလိုက်မယ်။ဂိမ်းထဲကနေဝင်တာဆိုတော့drop ပြုလို့ရမှာပဲကွာဆိုတော့မင်း subscribe လုပ်ရမှာပေါ့ subscribe လုပ်ရမယ်ဆိုတော့တင်သွင်းရမယ်ပေါ့ကွာမဲတစ်တော့ဆိုတော့နှိပ်လိုက်ပြီးရင်ကွာငါရဲ့တစ်တော့ video ပဲဖြစ်ဖြစ်ကွာမင်းတို့ရဲ့တစ်တော့ video ပဲဖြစ်ဖြစ်တခြားသူရဲ့တစ်တော့ video ပဲဖြစ်ဖြစ်ကွာအဲ့ဒီတင်ထားတဲ့ copy link ယူပြီးရင်အပြုံး link ထည့်လိုက်မြန်မာရွေးပြီးတော့သဘောတူရင်အမှန်ချစ်ဘာညာပေါ့ကွာတင်သွင်းလိုက်ရင်မင်းတို့ one draw လုပ်လို့ရမယ်အဲ့ one draw ကိုနှိပ်လိုက်ရင်ဘောင်းရမယ်အဲ့ random code ပေါ့ကွာ code ရလိုက်မယ်အဲ့ code ကို gain နဲ့ယူသွားရုံပဲဒါပဲအဲ့ code ကို gain နဲ့ရိုက်ထဲမဲ့နေရရိုက်လိုက်ရင်စာရေးထဲမှာကွာမင်းတို့ဘောင်ရောက်နေလိမ့်မယ်